အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးတော့မယ့်အကြောင်းကတော့ခုလက်ရှိကျွန်တော်နိုင်ငံမှာဖြစ်ပြနေလို့ဒါတိုင်းသရနဲ့ကပြည်ပခါတွေကရန်ကုန်မှာတည်ဆောက်မယ်ပေါ့လေဒါဒီ Federal နဲ့ Democracy စနစ်ကိုအခြေခံတဲ့နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းမှာဒါအနောက်ချက်တစ်ခုဖြစ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်ပြတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံပေါ့လေ2000ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ Democracy စနစ်ကိုကျင့်သုံးတဲ့အစိုးရတွေလည်းပူးပေါင်းခဲ့ဖြစ်ပါတယ်အဲဒီ Democracy စနစ်နဲ့အတူပေါ့လေဒါဒီဥပဒေပြုဖို့အတွက်လွှတ်တော်နှစ်ရပ်နဲ့ပူးပေါင်းခဲ့ဖြစ်ပါတယ်ဆိုတော့ဆက်ထဲမှာပဲဒါဒီရွေးကောက်ပွဲနဲ့ဒါဖြစ်ပေါ်လာခဲ့တယ်နိုင်ငံတော်သမ္မတနဲ့တရားမျှတတဲ့ဒါတရားစီရင်ကဏ္ဍတွေလည်းပူးပေါင်းခဲ့ဖြစ်ပါတယ်ဒီဆိုလိုချင်တာကတော့ဒီကျွန်တော်နိုင်ငံမှာပေါ့လေဒါဒီ2008ခုနှစ်ကတည်းကအတိုင်းဒါဒီ Democracy စနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်ဆိုဒါမဲ့လည်းဒါဒီကျွန်တော်တို့နိုင်ငံမှာပေါ့လေဒါနှစ်တွေကြာလာခဲ့တာနဲ့အများကြီးဖြစ်ပေါ်လာခဲ့တဲ့ဒီဝါဒရေးရတယ်ဒါတိုင်းသားရေးရဒါသဘောထားကွဲလွဲကြတဲ့တစင်ပေါ့လေဒါဖြစ်ပေါ်လာခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခတွေကိုဒါစစ်ဆက်ညှိနှိုင်းဖို့အတွက်ဆိုရဆက်ဆက်ကလည်းကြိုးပမ်းနေကြဖြစ်ပါတယ်အဲ့ဒီကြိုးပမ်းမှုရရလက်နေပေါ့လေဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့နိုင်ငံအသစ်တည်ဆောက်ဖို့အတွက်ဘောဓိညချက်တချို့ကိုလည်းရရှိခဲ့ဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လည်းပဲဒါဒီမိုကရေစီလုပ်ငန်းစဉ်တရဖြစ်တဲ့ဒါလူထုဆန္ဒကိုရွေးကောက်တဲ့2020ခုနှစ်ဒါပြည်ရွေးကောက်ပွဲမှာအမြင့်မတမမှုကနေစခဲ့တဲ့မြန်မာနိုင်ငံရဲ့အကြက်တေးကြောင့်ဒီနိုင်ငံတော်မှာနိုင်ငံကပြည်ပခါတွေပို့ပြီးတော့ခြေပြတ်လာခဲ့ဖြစ်ပါတယ်ဆိုတော့တကယ်တော့ဒါဒီမိုကရေစီနဲ့ဒါဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပေါ့လေဒါနိုင်ငံတစ်ခုဒါတည်ဆောက်မယ်ဆိုလို့ရှိရင်ဒါလက်နက်ကိုင်လမ်းစဉ်ကိုဒါကျင့်သုံးလို့ဒါမရဘူးဒါမဖြစ်နိုင်ဘူးပေါ့လေတော့နောက်တစ်ခုကလည်းဒါဒီလက်နက်ကင်ဒါလမ်းစဉ်နဲ့ဒါဒီထိန်းချုပ်ထားတဲ့ပေါ့လေဒါနေမျိုးတွေကိုလည်းဒါဒီမိုကရေစီစနစ်အရာဒါအတည်ပြုလို့မရဘူးဒီမိုကရေစီစနစ်ရဆိုလို့ရှိရင်ဒါလူထုရဲ့ဒါသဘောဆန္ဒကိုဒါကောက်ယူဖို့ဒါလိုအပ်တာလည်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒါပြောချင်တာကဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးဒါပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုတာကဒီဘာသာစကားပုဂ္ဂိုလ်ယုံကြည်မှုနဲ့ယဉ်ကျေးမှုမတူကွဲပြားတဲ့နိုင်ငံတွေဒါမှမဟုတ်မျိုးနွယ်စုများပြားတဲ့နိုင်ငံတွေမှာသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာရပ်တွေကိုထိန်းသိမ်းဆောက်ရှောက်နိုင်ဖို့အတွက်ကျင့်သုံးကြတယ်လို့အကြံဖြင့်မှတ်ယူလို့ရတာဖြစ်ပါတယ်ဆိုတော့ပြောချင်တာကတော့ဒီ Federal ပြည်ထောင်စုစနစ်မှာပေါ့လေဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဒါဘိုးအုပ်ချုပ်ခွင့်ကိုပေါ့လေဒါပေါင်းစည်းထားတဲ့စနစ်တစ်ခုဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်ပြောချင်တာကတော့ဘိုးအစိုးရနဲ့ပေါ့လေဒါဒေသန္တရအစိုးရဒီကြားမှာအာဏာခွင့်ရအုပ်ချုပ်တဲ့စနစ်လို့ဒါပြောချင်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးဒါ Federal ရဲ့ပေါ့လေဒါသဘောသဘာဝတွေဒါနှစ်သားတွေဒါရှိရဆိုမဲ့လို့ဒါအခုဒီလက်ရှိပေါ့လေကျွန်တော်နိုင်ငံမှာဖြစ်ပနေတဲ့ဘောတရားတစ်ခုကဒါဘယ်လိုမျိုးဖြစ်နေဆိုလို့ရှိရင်ဒါလူဝင်ဟာဒါလက်နဲ့အင်အားဒါတောင်းတင်ရှိတဲ့အဖွဲ့အစည်းဟာကိုယ်နေမျိုးပေါ့လေဒါတက်သလိုလောက်ပိုင်ခွင့်ရှိတယ်တက်သလိုလုပ်လို့ရတယ်ဆိုတဲ့သဘောထားမျိုးဖြစ်နေပြီးတော့ဒါ Federal ရဲ့နှစ်သားရမရှိတော့သလိုဒါ Democracy ရဲ့ဒါနှစ်သားလည်းဒါပြောက်ကွယ်သွားတဲ့ပုံဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဆိုတော့ဒီနောက်ဆုံးပြောချင်တာကတော့ဒါ Federal နဲ့ Democracy စနစ်ကိုဒါချိန်ခံတဲ့ပေါ့လေဒါပြည်အောင်စုတစ်ခုဒါသွားမယ်ဆိုလို့ရှိရင်ဒါဒီလက်နက်ကင်ပေါ့လေလမ်းစဉ်နဲ့သွားလို့ရမှာမဟုတ်ဘူးပြီးတော့ဒီ Federal Democracy ကိုချိန်ခံတဲ့ပေါ့လေဒါနိုင်ငံတစ်ခုဒါတည်ဆောက်မယ်ဆိုလို့ရှိရင်ဒါ Federal နဲ့ Democracy ကဒါနှစ်သက်တက်သွားဖို့လိုအပ်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ Democracy ဒါမရှိရင်ဒါ Federal ကလည်းသွားဖို့အခက်ခဲသွားနိုင်တယ်လို့လက်နက်ကင်လမ်းစဉ်နဲ့ဒါဖိအားပေးမယ်ဆိုလို့ရှိရင်လည်း Democracy ကဒါပြောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီလက်နက်ကင်ပဋိပက္ခတွေကပေါ့လေဒါဒီ Federal နဲ့ Democracy စနစ်ကိုဒါအခြေခံတဲ့နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းမှာဒီအနောက်ချက်တစ်ခုဖြစ်နေတုန်းပဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူး